အခုလို့ကိုယ်စိတ်လေးကောင်းတဲ့ပုဂ္ဂိုလ်တွေကြတော့မြေအိုးခွဲပြီးတော့ရွှေအိုးကြီးယူတယ်ဆိုတော့လူတိုင်းမြေအိုးခွဲပြကြမှာကြီးပဲရွှေအိုးပဲရကြကြမှာပေါ့အဲ့တော့လူဘဝကနေနတ်ဘဝရတယ်ဆိုတာဟာမြေအိုးခွဲကိုပြစ်ထားခဲ့ပြီးတော့ရွှေအိုးကိုရယူတာနဲ့တူတူပါပဲတဲ့ဒါကြောင့်မို့လို့အဲ့ဒီမိမိနဲ့ယဉ်နေတဲ့မိတ်ဆွေသင်္ဃာတွေဆွေမျိုးသားချင်းတွေကိုဒီလိုအားပေးစကားပြောပါတဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိဇ္ဇပတာရိဏသမဏဂတောတဲ့ဘာမှအားမငယ်နဲ့မင်းမဓမ္မအပေါ်မှာယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်ကယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားသည်ဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့သွားခါတော့မြတ်စွာဘုရားအကျိုးနဲ့အကြောင်းနဲ့စီရီယောဟောထားသည့်အတွက်ကြောင့်လွဲချော်တစ်ခုမှမရှိဘူး